Hey guys အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်က Breadfruit တွေက Saber Sauce Uni ကိုပြောပြရင်းနဲ့ကျွန်တော်ကိုယ်တိုင်လည်းယူပြသွားမှာပဲဖြစ်ပါတယ်ကျွန်တော်ကတော့ K-Block ပါပထမဆုံးအနေနဲ့ brother တို့က Saber Sauce ယူမယ်ဆိုရင် brother တို့ရဲ့ level က level 200ဖြစ်ဖို့လိုပါတယ်level 200ဆိုလို့ကျွန်တော်မှ200မပြည့်သေးဘူးအဲ့တော့အရင်ဆုံး level 200ပြည့်အောင် fan လိုက်ကြအောင်ကျွန်တော် level 200ပြည့်တာ fan တာကိုအရင်ကြာသွားမှဆိုလို့ကျွန်တော် speed လေးနဲ့ပြထားပါတယ်โอเคအခုကျွန်တော်မှ level 200ပြည့်သွားပြီအဲ့တော့ level 200ပြည့်ရင်ကျွန်တော်ဒီ channel ကိုရင်လာရမယ်ပေါ့နော်ပြီးတော့အခုကျွန်တော်ပြထားတဲ့ခလုတ်လေးတွေကို line နှိပ်ပေးရမယ်ပေါ့နော်အခုဒီပေါ်မှာခလုတ်တစ်ခုရှိရပေါ့နော်အဲ့ခလုတ်လေးကိုရင်ပြပါမယ်โอเคဒီမှာဒီခလုတ်လေးပေါ့နော်ဒါမဲ့ခဏနေကိုကျွန်တော်ဒီရောက်တော့ကျွန်တော် fruit ဖောက်ဟိုမှာ fruit တစ်ခုရှိတယ်โอเคတိတ်တော့မကောင်းပါဘူးဒါပေမဲ့ store ထားလိုက်ပါမယ်โอเคဒီအပိုင်းကျွန်တော်တို့ gain ဆော့ရတာနည်းနည်း line တွေကြာနေရပါတော့။ဘာကြောင့်လဲမသိဘူး VPN ခံလို့လည်းမရဘူး။ line ကြာနေတယ်ဆိုတော့ဒီတိုင်း line မကောင်းတဲ့ပုံစံမျိုးနဲ့ပဲဆော့လိုက်ရတယ်ပေါ့နော်။ Okay free တခုတော့ထပ်ဖောက်လိုက်မယ်။ဘာ free ကြာမယ်တော့မသိဘူး။ကျွန်တော်ကတော့အကြိုက်ဆုံးကတော့ကျွန်တော် live fruit သုံးရင်လား။အခုက i fruit သုံးထားရင် live fruit သုံးရင်ပေါ့ live fruit တွေကြာရင်တော့ကောင်းမယ်။ Okay ဖောက်မယ်။ Okay ဘာကြမလဲ share တို့ဒီမတော့ Okay Luffy fruit ပေါက်တယ်ပေါ့နော်ဒါပေမဲ့ Luffy fruit ကကျွန်တော်ရှိမှရှိပြီးသား fruit ဆိုတော့ကျွန်တော်တင်ထားလို့မရဘူးခိမ်းပဲမရှိတဲ့အတွက်နှစ်ခုတင်လို့မရဘူးပေါ့နော်အဲဒါကြောင့်မလို့ကျွန်တော်ဒီနားလေးမှာပဲခြားထားခဲ့မယ်လို့စိတ်ကူးလိုက်တယ်ဒါကြောင့်မလို့ကျွန်တော်ဒီ fruit လေးဒီနားမှာခြားထားလိုက်မယ်နော်လူတွေလူသုံးသွားလိမ့်မယ်ပေါ့ Okay fruit တော့ခြားမယ်โอเคအဲ့ဒါဆိုကျွန်တော်ဆက်လိုက်ကြအောင်အရင်ဆုံးပထမဆုံးခလုတ်ကဒီပေါ်မှာရှိရပါတော့ဒီနားလေးမှာပေါ့နော်အဲ့ခလုတ်တွေထိလိုက်မယ်ဆိုသူကစိမ့်သွားရပြီပေါ့နော်ဒုတိယတစ်ခုကကျတော့ကျွန်တော်ဒီတပ်ပင်နာမှာပေါ့နော်ဒီတပ်ပင်โอเคဒီတပ်ပင်နာမှာဒီမှာခလုတ်လေးတစ်ခုရှိရယ်အဲ့ခလုတ်လေးနှိပ်ပေးရမယ်โอเคနောက်ပြီးတော့ကျွန်တော်ဆက်သွားပါတော့ဆက်သွားရင်ကျွန်တော်ဒီခြုံလေးအောင်နာမှာကျွန်တော်နောက်ထပ်ခလုတ်တစ်ခုရှိရပေါ့နော်ဟိုဘက်ကခြုံမှာအဲဒီချုံအောင်လာလေးမှာဒီမှာခလုတ်လေးတစ်ခုထပ်ရှိသေးတယ်အားလေးပါထပ်နှိပ်ပြီးတော့ကျွန်တော်တို့ဟိုဘက်ကကော်စီရာကျွန်းပေါ့နော်အဲကော်စီရာကျွန်းနားမှာလည်းခလုတ်ရှိရပေါ့နော်ကျွန်တော်လည်းလိုက်ကြည့်ကြပါကျွန်တော်ပြမယ်โอเคဒီတပ်ပင်ပေါ့နော်ဒီတပ်ပင်နားမှာကျွန်တော်ခလုတ်တစ်ခုရှိရကျော်ဝိုင်းโอเคဒီမှာဒီခလုတ်လေးပေါ့နော်အခလုတ်လေးရှိရယ်ပြီးတော့ကျွန်တော်တို့ဟိုဘက်ကြောက်ဆောင်နာလေးမှာပေါ့နော်ဒီတနန်းသွားလိုက်ရောက်သွားလိမ့်မယ်အဲဒီကြောက်ဆောင်နာလေးမှာနောက်ခလုတ်တစ်ခုတက်ရှိသေးတယ်ပေါ့နော်ဒီနာလေးမှာโอเคအဲခလုတ်5ခုနှိပ်ပြီးသွားပြီဆိုတော့ကျွန်တော်တို့ကွက်ရှူရဲ့နေရာကိုကျွန်တော်ပြန်သွားရမယ်ကွ
quest ယူရဲ့နေရာရဲ့အောက်နားလေးမှာလှုပ်ဝက်အခန်းရှိရပေါ့နော်အဲလှုပ်ဝက်အခန်းပွင့်သွားလိမ့်မယ်ပေါ့နော်ကျွန်တော်ဒီမှာဒီ Profile နဲ့ပတ်သက်တဲ့ပေါ့ game အကြောင်းတွေလာမေးလို့ရပါတယ် Telegram channel လည်းဖွင့်ထားရပါတော့ Telegram channel ကိုလည်းဝင် join ပေးကြပါဦး channel လေးကိုလည်း subscribe လုပ်ပေးလို့ရပါတယ်ဒီအောက်ထဲမှာပေါ့နော်ကျွန်တော်မြေရောက်ခန်းရှိအဲဒီမှာဖွင့်သွားပြီပေါ့နော်အဲ့ဒီဝင်လိုက်ပြီးတော့ကျွန်တော်တို့မြေရောက်ခန်းထဲမှာအမှမီးတုပ်တွေရှိပေါ့နော်မီးတုပ်တွေယူလိုက်ပေါ့မီးတုပ်တွေယူသွားပြီဆိုရင်တော့ကျွန်တော်နောက်ထပ်ကျွန်းတစ်ကျွန်းထပ်သွားမယ်ဒီမှာတက်နေကျွန်တော်ပေါ်တက်လို့မရဘူးပေါ့နော်တက်နေโอเคမီးရုပ်တွေယူသွားရင်ကျွန်တော်တို့ဟိုပြည့်မြင့်ကြီးရှိတဲ့တဲကျွန်းပေါ့နော်ကျွန်တော်အဲ့တဲကျွန်းကိုသွားရမယ်တဲကျွန်းရောက်ပြီဆိုရင်ကျွန်တော်ဒီဘက်ကဒီစောင်းနေတဲ့အိမ်နေမှာပေါ့နော်နေရာလေးတစ်ခုရှိတယ်ဒီအိမ်ထဲကဝင်သွားလို့ရဗျာဒီမှာဝင်သွားလိုက်ဝင်သွားပြီးတော့ကျွန်တော်တို့ဒီအောက်မှာဒီမှာကောက်ရိုးနဲ့ပိတ်ထားတဲ့တကားရှိတယ်အဲ့ဒါကိုမီးရှို့ပြီးတော့ကျွန်တော်တို့ကဖွင့်လိုက်ပေါ့နော်โอเคပွင့်သွားပြီဆိုရင်ကျွန်တော်ဒီထဲမှာခွက်လေးရှိတယ်အဲ့ခွက်လေးယူရမယ်ပေါ့နော်ခွက်လေးယူသွားရင်ကျွန်တော်နောက်ထပ်ကျွန်းတစ်ကျွန်းထပ်သွားရမယ်ကျွန်တော် free zone ပေးလေးပေါ့နော်နှင်းကျွန်းပေါ့အဲ့ကိုကျွန်တော်ထပ်သွားရမယ်โอเค free zone ပေးလေးရောက်ပြီဆိုရင်ကျွန်တော်တို့ဒီဘက်ကကျွန်တော် ability တခြားရှိရနေရမှာပေါ့နော်ဟိုကူကြီးပေါ့ကူထဲသွားမယ်ကူထဲသွားပြီးတော့ကျွန်တော်တို့အဲ့ရနေကြတဲ့ကြောက်ဆက်ရည်ကိုကျွန်တော်တို့ကဒီခွက်လေးနဲ့ခံရမှာပါโอเคခံရင်တော့တက်တဲ့လေးတော့နည်းနည်းခံပြရရပေါ့နော်ကျွန်တော်ပထမခံတာမတည့်တော့မရဘူးနောက်ပိုင်းကျတော့တဲ့သွားတော့ခွက်ထဲမှာရေပြေးသွားတဲ့ပုံစံမျိုးလေးဖြစ်တယ်ပေါ့နော်မကြည့်ကြည့်လိုက်ပါရှည်လေးနည်းနည်းတူးလိုက်တော့ရလောက်ပြီโอเคရပါပြီပေါ့နော်ရပါပြီဆိုကျွန်တော်တို့ဒီအပေါ်မှာပဲရှိရပေါ့နော်အပေါ်ကဒီအိမ်ထဲမှာ NPC တကောင်ရှိရပေါ့နော်ရေစာနေတဲ့ NPC သူ့ရှိကိုသွားပါမယ်သွားပြီးတော့သူ့အရေးခွက်တိုက်ကြပါမယ်ဒီသူနဲ့စကားပြောလိုက်ပေါ့နော်မဟဲဆိုတာနေတိုင်းဒါရေးတိုက်ပေးရဖြစ်သွားပြီအဲ့ချိန်မှာသူကဒီ private ဂျုံမှာသူသားကြီးကိုသွားပေါ့သူသားကူညီပေးလိမ့်မယ်လို့ပြောပါတယ်အဲကျွန်တော်တို့ဒီ private ပင်နေတဲ့မြောက်ဂျုံကိုကျွန်တော်ထပ်သွားပါမယ်โอเคကျွန်တော်ဒီဂျုံကိုရောက်ပြီဆိုရင်ဒီနားလေးမှာပေါ့NPC တကောင်ရှိရပေါ့နော်သူသားအဲ့ခုနအဖိုးကြီးရဲ့သားပေါ့သူရှိကိုသွားပါမယ်အမှသူရှိမှာစကားနည်းနည်းပြောပြီးွားရင်ပေါ့သူကသူ့ကူညီဖို့ဒီမှာသူရှိမှာပတ်သက်တဲ့ပြားမရှိတော့ဘူးပင်နေတယ်များကြီးယူသွားရပေါ့နော်အဲ့ပင်နေများကြီးကိုသွားတက်ပေးရမယ်လို့ပြောပါတယ်အဲကြောင့်မို့ကျွန်တော်တို့ကကျွန်းသေးသေးလေးတစ်ကျွန်းကိုထပ်သွားပါမယ်အဲ့ဒီအချိန်မှာကျွန်တော်ကျွန်းသေးသေးလေးကိုလိုက်ရှာတာတော်တော်ကြာသွားပါတယ်အဲ့နဲ့တော့အဲ့ခန်းကိုကျော်လိုက်တယ်ပေါ့နော်ဒီကျွန်းလေးပါအဲ့ဒီခုန village ရဲ့ဘေးနားလေးကဲ့ရက်လေးမှာပဲရှိရပါတော့အဝေးကြီးမို့ဒီကောင်ကိုတက်ပြရမှာပေါ့နော်ဒီကောင်ကိုတက်မလို့ကျွန်တော်လုံနေတဲ့အချိန်မှာကျွန်တော်လိုင်းကြပြီးတော့တည်သွားပါတယ်အဲ့မှာလည်းပဲကျွန်တော်ဒီအကျုံးကလည်းနေရာတည်နေဆိုတော့ကျွန်တော်လမ်းလျှောက်ပြီးပဲထိုးလိုက်တော့ပါတယ်ဟိုရောက်တော့ကျွန်တော်ဒီကောင်ကြီးကိုပြန်ဖိုက်ပါမယ်ကျွန်တော်အခုမှအတန်စတင်ပြီးပါဆိုတော့အတန်သွင်းတာအဆင်မပြေဖြစ်နေတယ်တောင်းပန်ပါတယ်နည်းတီးခံပြီးတော့ကြည့်ပေးကြပါတော့ကျွန်တော်နောက်ပိုင်းကျရင်ကျွန်တော် free giveaway ပေးပါဖို့ရှိပါတယ်အဲကြောင့်မ channel လေးကို subscribe လုပ်ပေးထားပါ okay အဲ့ subscribe နဲ့ပြလိုက်တယ်ဒါပဲ okay ဒီကောင်ယူ interview ရဆိုရင်တော့ခုန playlist ကိုပြန်သွားပါမယ်
ခုနပေးလို့စကားပြောတဲ့ NPC ပေါ့နော်သူရှိပြန်သွားပါမယ်တောက်ဘူးဆိုရင်သူကကျွန်တော်တို့ကိုတော်လေးတစ်ချောင်းပေးပါတယ်โอเคတော်လေးရပါတယ်အဲ့တော့လေးနဲ့ကျွန်တော်တို့ခုနမြောက်ကျွန်းပြန်သွားပါမယ်မြောက်ကျွန်းသွားပွားရင်ကျွန်တော်ပထမဆုံးခလုံးနေတဲ့နေရာပြီးတော့ပေါ့နော်ဒီမှာတော့ပေါက်လေးလည်းပေါ်လာပြီအဲ့ရလေးထည့်ပေးလိုက်ပြီဆိုရင်ဒီတကားပွင့်သွားပါမယ်အဲ့ဒီတွေကဒီ boss တက်ပြီးသွားရင်ကျွန်တော်တို့က saver ထားရပြီပေါ့နော်ကျွန်တော်ပထမထင်လိုက်တာကဒီ boss ကိုလွယ်လေးနဲ့တက်နိုင်မယ်ပေါ့ဘာဖြစ်လို့လဲသူကလည်း level 200ကိုကလည်း level 200လို့ဆိုတော့တိတ်မခတ်ဘူးထင်တယ်တကယ်တမ်းကျတော့အဲ့လိုမဟုတ် brother တို့ပဲကြည့်လိုက်တော့ဘောအရန်ကြမ်းနေဗျာသူဓာတ်တစ်ချက်ခုံရင်ကျွန်တော်တွေးတော့ကြော်တော့ခိုင်းသွားတယ်ဗျာဓာတ်နဲ့ချက်လောက်ခုတ်လိုက်ပြီဆိုကျွန်တော်ကရှော့သွားအဲ့ဒါကျွန်တော်ဘောဘလူးမန်တက်လို့မရအောင်ကျွန်တော်ဘောကိုတက်တဲ့အချိန်မှာပေါင်းပြီး2000လောက်ကုန်သွားပါတယ်မှကျွန်တော်လွယ်မယ်လို့ထင်ထားတဲ့ဘောကကျွန်တော်ကိုဘနာကာတောင်ကြီးွားလဲသွားတာလို့ပဲကြည့်လိုက်ပါတယ်emotional damn it ဒါပေမဲ့နောက်ဆုံးမှကျွန်တော်ဒီဓာတ်ကိုရသွားတယ်ပေါ့နော်ပေါ်လည်းတက်နိုင်ပါတယ်โอเคဒီဓာတ်ရဲ့ ability တွေကိုကျွန်တော်နောက်ဗီဒီယိုမှာပဲစမ်းပြပေးမယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဗီဒီယိုကလည်းအရန်ရှည်နေပြီမို့လို့ပေါ့ကျွန်တော် channel လေးကအခုမှစလုပ်တာဖြစ်တဲ့အတွက်ကျွန်တော် channel လေးကို subscribe လေးလုပ်ပြီးတာပေါ့ brother တို့ကြားရင်ပေါ့ဗျာနောက်ပိုင်းမှာဒီ profile နဲ့ပတ်သက်တဲ့ဗီဒီယိုတွေတင်ပေးမယ်ပေါ့နော်ဟိုလိုအပ်တာကြီးလဲလာမေးပေါ့ကျွန်တော် Telegram channel မှာကျွန်တော်ဝင် join ပြီးတော့ကျွန်တော်နဲ့စကားလေးပြောလို့ရတယ်လာမေးလို့ရတယ်နောက်ပိုင်းကျွန်တော် viewer တွေအတွက်ပြီးတော့ကျွန်တော် Discord channel တစ်ခုဖွင့်မယ်ပေါ့နော် Discord server တစ်ခုဖွင့်မယ်ပေါ့အခါကျရင်ကျွန်တော်အကုန်တူတွဲဆော်လို့ရပါတယ် Okay ကျွန်တော်ကတော့ cable ပါဒီဓာတ်ရဲ့ ability တွေကိုတော့ကျွန်တော်နောက်ပိုင်း mystery ပြည့်တင်ပြီးသွားရင်တော့ကျွန်တော်ပြမယ်ပေါ့နော်အခုကတော့ဒီလောက်ပါပဲကျွန်တော်ကို subscribe လေးလုပ်ပေးခဲ့ကြပါအောင်ဗျ